မင်္ဂလာပါကမ္ဘာ MMA လောကကိုမြန်မာသွေးနဲ့လွှမ်းမိုးလိုက်တဲ့သမိုင်းဝင်သတင်းထူးနဲ့အတူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲစောင့်မျှော်နေကြတဲ့ UFC Flyweight တန်းရဲ့ကမ္ဘာချန်ပီယံလူပွဲမှာမြန်မာကုံဆောင်ဂျိုးရှူအာအာဖန်ကဂျပန်ဖိုက်တာတက်ဆူရိုတန်ယာကိုအန်အောမင်တပ်ဖွဲ့အလေးထိုးအနိုင်ယူပြီးချန်ပီယံခါပတ်ကိုအောင်မြင်စွာကာကွယ်လိုက်နိုင်ပြီဖြစ်ပါတယ်နယူးဂျာစီပြည်နယ် Newark မြို့က Prudential Center မှာကျင်းပခဲ့တဲ့ UFC 238ပြိုင်ပွဲကြီးဟာမြန်မာပရိသတ်တွေအတွက်တော့ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးညတညဖြစ်ခဲ့ပါတယ်မြန်မာပြည်ဖွားချန်ပီယံဂျိုးရှူအာအာဖန်နဲ့ဂျပန်နိုင်ငံသားတက်ဆူရိုတန်ယာတို့ရဲ့ဒီပွဲစဉ်ဟာသမိုင်းဝင်ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာ UFC သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အာရှသားချင်းရှင်ပြိုင်တဲ့ချန်ပီယံတို့ပွဲဖြစ်သလို2000ပြည့်နဲ့နောက်ပိုင်းမွေးဖွားသူချန်ပီယံ2ဦးပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံတဲ့ပွဲလည်းဖြစ်နေလို့ပါပဲ။ပွဲစတင်ချိန်မှာတော့အသက်26နှစ်အရွယ်ဂျပန်ဖိုက်တာတန်ယာကသူ့ရဲ့ကျွမ်းကျင်လာတဲ့နဘန်းနီးစနစ်တွေကိုအသုံးချပြီးဂျိုးရှူအာဖန်ကိုဖိအားပေးခဲ့ပါတယ်ပထမအချီနဲ့ဒုတိယအချီတွေမှာတန်ယာကဂျိုးရှူအာဖန်ကိုအလဲသိမ့်နိုင်ခဲ့ပြီးအသာစီးရယူနိုင်ဖို့ကြိုးစားခဲ့ပါတယ်တန်ယာဟာဂျိုးရှူအာဖန်ရဲ့အပေါ်ကနေခွာစည်းပြီးချုပ်ကွက်တွေဖော်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာကြောင့်ပရိသတ်တွေကချန်ပီယံအတွက်စိုးရိမ်ခဲ့ကြရပါတယ်ဒါပေမဲ့အသက်24နှစ်အရွယ်မြန်မာသားကောင်ဂျိုးရှူအာဖန်ဟာတည်ငြိမ်မှုအပြည့်နဲ့တုံ့ပြန်ခဲ့ပါတယ်ဒုတိယအချီအဆုံးသတ်ခါနီးမှာတော့ပွဲအခြေအနေကစတင်ပြောင်းလဲသွားခဲ့ပါတယ်ဂျိုးရှူအာဖန်ရဲ့ပြင်းထန်လာတဲ့ညာလက်တိချက်ကတန်ယာကိုကျိုးဝင်းကျမ်းပြင်ပေါ်လဲကျသွားစေခဲ့ပြီးပွဲရဲ့အရှိန်အဟုန်ကိုဂျိုးရှူအာဖန်ဘက်ရောက်ရှိလာစေခဲ့ပါတယ်တတိယအချီနဲ့စတုထအချီတွေမှာတော့ဂျိုးရှူအာဖန်ကသူ့ရဲ့ထင်ရှားလာတဲ့လက်သီးထိုးချက်တွေနဲ့ပွဲကိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်ဆုံးဖြတ်ချက်ချရမယ့်ပြင်စမအချီမှာတော့ဂျိုးရှူအာဖန်ကသူ့ရဲ့နီးပြအဖွဲ့ရဲ့အကြံပေးချက်အတိုင်းပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်ပြင်စမအချီမိနစ်ပိုင်းအတွင်းမှာပဲဂျိုးရှူအာဖန်ရဲ့ပြင်းထန်လာတဲ့ဝမ်ဘိုက်ကန်ချက်ကတန်ယာကိုအကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျိုးရှူအာဖန်ကအခွင့်အရေးကိုလက်လွတ်မခံပဲဦးကောင်းတဲ့ခန္ဓာကိုယ်ကိုပြင်းထန်တဲ့လက်သီးချက်တွေအဆက်မပြတ်ထိုးနှက်ခဲ့တာကြောင့်တန်ယာဟာကျိုးဝိုင်းနိုင်ရမှာကပ်ပြီးခုခံနိုင်စွမ်းမရှိတော့တဲ့အထိဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့ပြင်စမအချီ10မိနစ်32စက္ကန့်မှာပဲဒိုင်လူကြီးကပွဲကိုရပ်တန့်စေခဲ့ပြီးဂျိုးရှူအာဖန်ကိုနီးပညာနဲ့အလဲထိုးအနိုင်ရရှိသူအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်ဒီအောင်ပွဲဟာဂျိုးရှူအာဖန်အတွက်တော့သူ့ရဲ့ချန်ပီယံဂုဏ်ပုဒ်ကိုကမ္ဘာအဆင့်မှာထပ်မံသက်သေပြလိုက်တာပဲဖြစ်ပါတယ်ပွဲပြီးလူတွေ့မေးမြန်းခန်းမှာတော့ဂျိုးရှူအာဖန်ဟာဝမ်းသာပီတိဖြစ်နေပြီးသူ့ရဲ့ပြိုင်ဘက်တန်ယာကိုလည်းချီးကျူးစကားပြောကြားခဲ့ပါတယ်။တန်ယာဟာတကယ့်စစ်တီတော်တူဖြစ်ပြီးခိုင်မာတဲ့စိတ်ဓာတ်ရှိသူဖြစ်ကြောင်းသူကဆိုပါတယ်။အဲဒီနောက်မှာတော့ဂျိုးရှူအာဖန်ကမြန်မာပရိသတ်တွေအတွက်အမှတ်တရစကားကိုအားပါတရပြောကြားခဲ့ပါတယ်။ဂျိုးရှူအာဖန်ကဂျပန်ပရိသတ်တွေနဲ့တာယာကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့မြန်မာပရိသတ်တွေကိုလည်းမိထားလို့မရပါဘူး။မြန်မာနိုင်ငံကလူတွေအားလုံးအတွက်ဒီအောင်ပွဲကိုရည်ရွယ်ပါတယ်။အခုဆိုရင်ကဘာကြီးကကျွန်တော်တို့အကြောင်းကိုသိသွားပါပြီ။ခင်ဗျားတို့မှာအစွမ်းထက်တဲ့ချန်ပီယံတစ်ယောက်ရှိနေပါပြီလို့စိတ်လှုပ်ရှားစွာပြောကြားခဲ့ပါတယ်။ဒါ့အပြင်ဂျိုးရှူအာဖန်ဟာပွဲကြည့်စင်မှာထိုင်နေတဲ့ချန်ပီယံဟောင်းအလက်ဆန်ဒါပန်တိုဂျာကိုလည်းစိန်ခေါ်စကားပြောကြားခဲ့ပါတယ်။သူတို့နှစ်ဦးကြားမှာမပြတ်သေးတဲ့အကျွေးတွေရှိနေပြီးနောက်ထပ်ချန်ပီယံကာကွယ်ပွဲမှာပန်တိုဂျာနဲ့ပြန်လည်ရင်ဆိုင်ခြင်းတယ်လို့လည်းသူကဆိုပါတယ်။ဒီနေ့အောင်ပွဲဟာဂျိုးရှူအာဖန်အတွက်သာမကမြန်မာနိုင်ငံသားအားလုံးအတွက်ဂုဏ်ယူစရာသမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။ကမ္ဘာအဆင့် UFC ကြိုးဝိုင်းထဲမှာမြန်မာအလံကိုလွှင့်ထူနိုင်ခဲ့တဲ့ဂျိုးရှူအာဖန်ရဲ့အောင်မြင်မှုဟာအားကစားလောကမှာအမြဲတမ်းမှတ်တမ်းတင်နေတော့မှာဖြစ်ပါတယ်။အခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ Independent News ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်။